တရားမဝင်တစ်ခိုးထုတ်တဲ့အဖွဲ့အစည်းဟာငွေနဲ့ဆင်းလိုက်ကုန်ကဆင်းလိုက်တဲ့လူတွေတော့မလှဘူးရကြပါတယ်တောင်ထိပ်မှာကင်းဆောင်နေတာကြီးမများနဲ့လေတကယ်ဆက်မှာမဟုတ်တာဗလာဆိုင်ချက်ပေးလိုက်ပါတယ်ဟိုအဆိုးတော်တွေကိုထားပြီးဆိုခိုင်းတာသမားတွေဟာအချက်ပေးတန်ကြတာနဲ့တံမိုးကြီးဆန္ဒကူညီတစ်တွေကိုထားခဲ့ပြီးထွက်ပြေးဖို့ပြင်ကြပါတယ်ဒါပေမဲ့ပူပါဆိုတဲ့လူတွေကသူတို့ကိုတားလိုက်ငါတို့ပင်ပန်းခုတ်ထားရတဲ့တစ်တွေကိုဒီတိုင်းထားခဲ့ဖို့ဆိုတာနှမျောစရာကြီးกว่าငါမှရဲတွေကိုလမ်းလေးဖို့အစီအစဉ်ရှိတယ်လို့ပူပါကဆိုပါတယ်မကြခင်မှာပဲတစ်မောင်ကိုတွေကိုအတဲတံမုံတီးတဲ့ရဲရရှိကြီးဦးဆောင်တဲ့အဖွဲ့ဟာတောင်ပေါ်ကိုရောက်လာပါတယ်ဒီရရှိရဲ့နှိတ်ကူးမှုတံကိုတစ်ခိုးသမားတော်တော်များများကြောက်ကြရပါတယ်ရဲတွေရောက်လာတဲ့အခါမှာတော့ဆန္ဒကူတစ်တွေကိုမတွေ့ရတော့ပဲတိုးချောင်းနေတယောက်နဲ့အေးဆေးဆေးစကားပြောနေကြတဲ့ဒီစုစုပဲတွေ့ရပါတယ်။ကိုပါကတော့ပစိန်ကိုအေးဆေးပဲတွေ့နေပါတယ်။လျောက်ချင်းချင်းမှာဘာလို့ကိုတွေးနေတာလဲလို့ရဲကမေးတဲ့အခါမှာတော့ကြားလိုက်မလို့ပြက်လို့ကိုပါကပြန်ရှင်းလိုက်ပါတယ်။ဒါကိုကြားတဲ့တခြားသူတွေကတဟားဟားနဲ့ရေမောကြတာကြောင့်ရဲရရှိကြီးဒေါသထွက်ပြီးကိုပါရဲ့ခေါင်းကိုတနက်နဲ့ချိန်လိုက်ပါတယ်။ဒီလိုရဲ့ကြောင့်တစ်ခုသမားတွေအားလုံးကကိုပါနောက်မှာပစိန်တွေကိုစီနဲ့ဝိုင်းလာကြပါတယ်။လူအင်အားများတာကြောင့်ရဲတွေလည်းဒေါသထွက်ပြီးပြန်ဆုတ်သွားကြရပါတယ်။ရဲတွေမကြည့်လိုက်တာကတော့သူတို့ကောင်းပေါ်ဒီကနေ့ရဲ့အပေါ်ဒီကိုင်းကြီးပေါ်မှာဆန္ဒကူတွေကိုကျူးနဲ့ချစ်ဆိုနေဝဲစိတ်ကြံတော်နဲ့နိုင်ချေနေဝဲစိတ်ကြံတော်နဲ့နိုင်ချေကောင်းမှုကြောင့်ပုပ္ပါဟာတာမန်တစ်ခုတမဘဝကနေခိုင်းစကားပြဖြစ်လာတယ်နောက်ပိုင်းမှာသူတို့ဟာတစ်တွေကိုတောင်းအောက်တယ်လာပြီးကားပေါ်တင်ကြပါတယ်သူတို့ကတည်ယူဆောင်သူတွေပဲဖြစ်တာကြောင့်တစ်ကုန်တယ်တွေရတဲ့အမြင့်နဲ့ရှင်ရင်သူတို့ကောင်းပါတယ်လို့ပြောနေပါကောင်းတာလည်းမပြောနဲ့ကျုံနေဒါပေမဲ့ပုပ္ပါကြောင့်တစ်တွေမဆုံးရှုံးခဲ့လို့မောင်ကိုကုန်တယ်တွေကသူ့ကိုယူပေးခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲစောစောကထွက်သွားတဲ့ရဲတွေဟာအင်အားလုံးရင်းနဲ့ပြန်ရောက်လာပြီးအခုချက်ချင်းလက်နဲ့ချမဟုတ်ရင်ပြတ်တက်မယ်လို့အော်ဟစ်လိုက်ပါတယ်ဘယ်သူမှမလုပ်ရတဲ့အချိန်မှာကိုပါကကြောက်ခဲတစ်လုံးနဲ့ရဲရရှိကိုလှမ်းပေါက်လိုက်ပါတယ်ဒါကိုကြည့်ပြီးကျန်တဲ့သူတွေကလိုက်ပေါက်ကြတာကြောင့်ကြောက်ခဲမိုးတွေရွာချတယ်လို့ဖြစ်သွားပါတယ်မင်းသမီးရဲတွေကတမတ်တစ်ချက်ထောက်လိုက်တဲ့အခါမှာတော့ကိုပါကပြေးကြပါတော့တယ်ကိုပါကတော့နောက်ဆုံးကြီးမများနဲ့လေတကယ်ဆက်မှာမဟုတ်တာဗလာဆိုင်ရဲရရှိကကားနဲ့အတော်တွေကိုလိုက်ပြီးဆိုခိုင်းတာပေါ့ဗျာဒါမင်းရဲကားကကိုပါရဲ့ကားကိုအမိလိုက်နိုင်တဲ့အချိန်မှာတော့လမ်းလေကောင်မှာကိုပါတယောက်တည်းရက်နေတာကိုပဲတွေ့ရပါတယ်ဖြစ်တွေ့တင်ထားတဲ့ကားကြီးကတော့ကြောက်တယ်ကိုပါကတော့မာနအပြည့်နဲ့ရဲတွေချမ်းသာကိုစောင့်ဖို့သူ့ဘာသာသူရဲကားပေါ်တက်လိုက်ပါကြီးမများနဲ့ဟာလို့ကျုပ်အဆိုတော်တွေနိုင်ငံကျော်အဆိုတော်တွေပတ်စံတွေအများကြီးပေးခေါ်ထားရတာခင်ဗျမကျေနပ်ရင်တယောက်ချင်းစစ်